ချစ်စရာကောင်းတဲ့မျိုးလေးကရိုးသားပြီးကူညီတတ်တယ်အတူ ဆရာမလေးကိုတွေ့မိသေးလားငါမတွေ့မိဘူးကွာဒီလိုတော့ဘယ်ရမလဲဆရာမလေးဆေးကမှရှိမှာပဲဟဲ့လေတော့ခုမယ်ကွာ သူမနဲ့တွေ့တဲ့အခါအတူရဲ့နှလုံးသားဘယ်လိုပြောင်းလဲသွားမှာလဲ လာ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 နေပါဦးဘာလဲ ဆရာမလေးကင်းစိုက်တာခံချင်တာများလွယ်လွယ်လေးအသာဆန်ဖို့အနာခံနေနေတောင်းမော်နင်အနာခံနိုင်တယ်မလား 你ပြောတာဟုတ်တယ် ကျွန်တော်တို့မျိုးရဲ့လာတဲ့နေရာတွေကိုလိုက်ဖို့ပြီးမယ်လို့ကိုနေ့ကဆရာမလေးပြောထားတယ် ဒီနေ့တော့အားပါရဲ့သွားမယ်လေ ဟေးသွားတော့မယ်ဆရာမလေးကိုအချစ်နေပြီ ဘလို့ဆရာမလေးကိုရှင်းနေပြီ ဟုတ်တယ် တပည့်တော်ကသူ့ကိုကြက်လိုက်တာမဟုတ်ဘူးခင်ဗျာချက်ကိုရေဘက်တိုက်တာပါခင်ဗျာဒီလူနာကဘိန်းလုံးဒီနဲ့ကုလို့ရမှန်းမဟုတ်ဘူးအမမီးနေတာ အိမ်နေရင်းနဲ့ကိုကားတိုက်ခံပြီးရှိနေဆရာသူ့အိမ်ကဟိုးတောင်ပေါ်မှာကားလမ်းတော်မရှိဘူး ခင်ဗျာခေမောင်ဆိုတဲ့ကောင်ဘာမှလဲအသိမင်းကတုတ်မှာနော်မင်းကတုတ်မှာတော့ငါတို့ထက်လိုက်ရမလား ဘုန်းကြီးကျောင်းသားအတူတူကတော့မနဲ့လင်းလာနဲ့ဈေးချင်းအောင်ဆွဲပြီးတော့သူ့ခမရစာမဖတ်တာပတ်တယ်လေလူကလည်းဥတူတူအတတနဲ့မြို့အတွက်ဆိုတက်ကြွနေတာ သူကဒုံမြို့ကိုရောက်လာတဲ့ဆရာဝန်မလေးနာမည်ကခင်လေးတဲ့ ဆရာမလေး ဒီမြို့ကိုတာဝန်နဲ့ကြောင်းလာတဲ့ဆရာဝန်မလေးဟုတ်တယ်နော်ဆရာမလေးနဲ့ကျုံနဲ့စုံမိတာပါမိတ်ဆွေတွေတောင်ဖြစ်နေပြီလေဟုတ်တယ်လားသူဆရာ အတူပါလား ဆရာမလေးခမင်းအတူစားတဲ့ငါးတိုင်းဆိုရင်လေမင်းရောငါရောဒီเจ้าမှာအတူလုပ်တိုင်းတစ်မျိုးလုံးကကောင်မလေးနဲ့အတူစားနေတာလေအတူအမေမေလားရှင်ဗျာတပည့်တော်နဲ့ဆရာမလေးနဲ့နီးစပ်ပြစီရှင်ဗျာတပည့်တော်ဆရာမလေးကိုအရန်ကိုသဘောကျနေလို့ပါဗျာစေရှာမလေးကိုချတဲ့ဟုတ်တယ်ဆရာမလေးကိုအချစ်နေမိပြီ ဘလို့ဆရာမလေးကိုရှင်းနေပြီ ဟုတ်တယ်ကျွန်တော်ဆရာမလေးကိုတစ်ခုပြောကြရင်ကျွန်တော်ဆရာမလေးကိုချစ်တယ် 没有拿小打了，看看妹妹色色啊！没有拿这个对面靠那边站起来不？ အတူလို့များမတတ်မရအေးပညာတတ်ဆရာဝန်မမှာရီးစားစကားတော့ပြောရတယ်လို့ ငါကိုနေတဲ့လူနာတွေကိုဂျားကဖြတ်ကူပြီးနာမည်ကောင်းယူနေတာတော်တော်ကိုများနေပြီ ကျမ်းမာရေးကိစ္စမှာဖြတ်ခုတ်တာတွေလူကူတာတွေမရှိဘူးဦးတကား ဆရာမလေးကပညာတတ်မင်းကသူများခိုင်းပါ ဆရာမလေးတပည့်တော်အထင်လွယ်ပြီးမုန်းသွားပြီနဲ့တူပါတဲ့ရှင်ဗျာ ဆရာမလေး